မိဘရဲ့ကျေးဇူးတရားကိုသိမြင်နားလည်မှုမရှိသိမြင်နားလည်မှုမရှိတော့ဆက်ရကောင်းမှမသိချိုချိုသားသားပြောရကောင်းမှမသိနုနုညံ့ညံ့ဆက်ဆံကောင်းမှမသိမိဘတွေကိုတကယ်ကျေးဇူးရှင်တယောက်အနေထားပြီးတော့တန်ဖိုးထားရမှမသိတဲ့သားသမီးတွေကမရှိဘူးလားရှိတယ်အဲ့ဓာတွေဟာအင်မတန်အပြစ်ကြီးတာပဲနော်အင်မတန်အပြစ်ကြီးတယ်ဟိုဗမာစကားပုံလည်းရှိတယ်မဟုတ်လားမိဘမျက်ရည်တစ်စက်သားသမီးဒုက္ခတစ်သက်ဟုတ်ရဲ့လားအေးဒါတွေကတချို့ကလည်းပဲမိဘစိန်ရည်တဲ့တယ်လို့ပြောကြတယ်နော်ဦးဇင်းတို့မြတ်စွာဘုရားကတော့စိန်ရည်လို့ဟောထားတာတော့မတွေ့ဘူးမီးလို့ဟောထားတာတော့တွေ့ဘူးတဲ့ပိုတောင်ကြောက်စရာကောင်းတယ်ဗါတဲ့တော့မီးတဲ့မိဘဆိုတာသားသမီးအတွက်မီးပဲကောင်းကောင်းမွန်မွန်မကင်တွယ်တတ်ဘူးဆိုရင်တော့တေချာပေါက်မီးလောင်ခံရတယ်လို့ဆင်းရဲလိမ့်မယ်ဟုတ်ရဲ့လားဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာအက္ခိတုတ်တံဆိုပြီးတော့ရှိတယ်အတူတူလေးပြောပြမယ်ပုံနာတယောက်ကမီးပူဇော်တယ်အကျွေးတွေအမွေးတွေနဲ့ပေါ့လေအဲ့ဒါမြတ်စွာဘုရားကြွသွားတော့ဟဲ့သူရုပ်မှာရက်ဒီမှာမီးပူဇော်နေတယ်ပေါ့အဲ့လိုမျိုးပြောတဲ့အခါကျတော့မြတ်စွာဘုရားကသင်ကမီးဆိုတာဘယ်နှမျိုးရှိတယ်လဲသိသလားလို့မေးတယ်အဲ့မှာအံ့ဩတယ်ဒီမှာမီးတောက်နေတာသူဒါပဲသိမှာပေါ့အဲ့တော့မြတ်စွာဘုရားကတခါကြီးမီးဆိုတာလောကမှာ9မျိုးရှိတယ်တဲ့ပယ်ရမယ့်မီးက3မျိုးတဲ့ဂယုဆိုင်ရမယ့်မီးက3မျိုးတဲ့နော်ငိမ့်တဲ့အချိန်ငိမ့်တောက်တဲ့အချိန်တောက်စေရမယ့်မီးက1မျိုးတဲ့မီး9မျိုးရှိတယ်ပယ်ရမယ့်မီးဆိုတာကယာဂမီးဒေါသမီးမောဟမီးပိတ္တတို့သိရနော်ဆွဲလန်းမှုမကျေနပ်မှုတွေ့ဝေမိုက်မဲမှုပေါ့အဲ့ဒါကပယ်ရမယ့်မီးအဲ့ဒါတွေကလည်းတတ္တဝါတွေကိုမီးလိုလောင်ကျွမ်းစေတယ်မီးလိုပျက်စီးသွားစေတယ်ဒါကြောင့်သူတို့ကတော့ဖယ်ရှားပြရမယ့်မီးငိမ့်သက်ပြရမယ့်မီးပေါ့ဂယုဆိုင်ရမယ့်မီးကလည်း3မျိုးရှိတယ်တဲ့အဲ့ဒါကဘာလဲဆိုတော့ပထမမီးကမိဘဆိုတဲ့မီးပဲတဲ့မိဘဟာမိဘဟုတ်ရဲ့လားဒီမိဘကိုမယုံမသိပြောမယ်မိဘကိုမလေးမစားဆက်ဆံမယ်ဆိုရင်ကိုယ့်ပေါ်တိတ်ကောင်းထားတဲ့လူတယောက်ကိုဆက်ဆံတဲ့နေရာမှာဂယုဆိုင်ရမယ်တာမန်လူတွေပေါ်မှာဆက်ဆံတာနဲ့တူလို့မရဘူးတာမန်လူထားတဲ့မေတ္တာစေတနာမျိုးအဲ့ဒီလူကကိုယ့်ကိုထားတာမျိုးမဟုတ်ဘူးမိဘကကိုယ့်ကိုထားတာကတာမန်လူထားတဲ့စေတနာမေတ္တာမျိုးဟုတ်သလားအဲ့တော့တာမန်လူပေါ်မှာဆက်ဆံတယ်လို့မျိုးဆက်ဆံလို့ကတော့ဘယ်လိုနည်းနဲ့မှမရနိုင်ဘူးဒါသဘာဝကြကြစဉ်းစားကြည့်တာနော်ဒါကြောင့်မိဘကိုကောင်းကောင်းမွန်မွန်ကင်တွယ်ရမယ်မဟုတ်ရင်တော့အဲ့ဒါမီးလိုလောင်ခံရလိမ့်မယ်နောက်ပြီးတော့ဂဟပတကီတဲ့အိမ်ရှင်လင်ယောက်ျားမီးနော်ယောက်ျားတွေဟာမိသားစုအပေါ်ဇနီးမယားရဲ့အပေါ်မှာအင်မတန်အကျိုးကျေးဇူးများတယ်ဘလို့ပဲတချို့နေရာတွေမှာမကောင်းဘူးဆိုစေကမူဘလို့မှညင်းလို့မရတဲ့ကောင်း